နာမည်ဘယ်လိုခေါ်လဲ ဝင်းနိုင် ဝင်းနိုင်အခုကဘယ်တိုင်းอ่ะ မကူတိုင်းချက်လဲ မကွေးတိုင်းဆက်နေအခုအခမီရ ဒီချက်တာ အခုတက်က 30နဲ့ အခုကဘယ်ရွာလဲ မကူတိုင်းချက်လဲဒီမလို့ ကိုပြပြရဟုတ်တယ်ပြီးတော့အခုတင်တန်းကဟိုဘယ်မှာတက် ဝက်ကလေး ဝက်ကလေးမှာတက်ဟုတ်ဝက်ကလေးမှာတက်တယ်အခုတာဝန်ထမ်းဆောင်တာကတတ်မှာပလား 48 အခုဒီပါသနဲ့ပါလာတယ်ဟုတ်ပါသနဲ့ပါလာတယ်ပါသနဲ့ပတ်စင်ဘယ်လောက်လဲ ဆက်မှာ ကိုယ်ကနံပါတ်ကရော ဝနာကတက်ခွန်တဲ့ကိုတက်တယ် တစ်ခွန်တစ် ကိုတက်တယ် ကိုတစ်တုံညာဒါကိုယ်ပိုင် ကိုယ်ကတော့ အဲ့တော့ဟိုအကိုတို့ကဒါဟိုတော့အကိုဝင်ရင်လို့ဒီပေါ့နော်ဒီဖကမဝင်လာတာဒါမှမဟုတ်သူတို့ကအတင်းဆွဲလို့ကိုပါသွားတာ တမလို့ ဟုတ်ကဲ့ သူဆွဲလာ ဆွဲတာ တော့အလုပ်ပြန် လောက်ပြန်တာအကိုဘယ်မှာဆွဲခံ ကျွန်တော်ကိုတိုင်း ဘိုးတိုင်းမှာပဲဆွဲခံဘိုးတိုင်းပဲမြို့နယ်မှာ အောင်လေးစင်တက်မှာအလားပဲဒီ ညောင်လေးပင်ဘက်မှာအကိုဒီပါစစီမှုတန်းဆွဲတာနဲ့အကိုပါသွားခဲ့တယ်ပေါ့နော်အကိုပါစကကအပတ်စဉ်15ပေါ့မကြသေးဘူးပေါ့ ဒီကြ ပတ်စဉ်15မကြသေးဘူးဆိုတော့အခုလိုဒီပေါ့နော်ဒီထက်မှလည်းပဲဟိုမလိုက်ချင်ပဲတော့နော်ဟိုလိုက်ရတဲ့လူတွေပေါ့နော်အတင်းဆွဲခံတဲ့လူတွေတော်တော်များများရှိတာ အများကြီး အများရှိတယ်ပေါ့နော်အဲ့ဒီလူတွေရောအခုခုလိုပေါ့နော်ကျွန်တော်တို့ဒီ online အရာစုကပြည်သူနော်ဘက်ကိုကူးပြောင်းပြီးတော့ပြည်သူရေခွင်ခိုလုံးလာပြီဆိုတော့အခုအနေနဲ့ကျန်တဲ့ဒီပါစာတွေရောကျန်တဲ့ဒီဖကမဘက်မှာတာဝန်ဆန်းဆောင်နေတဲ့ရဲဘော်တွေရောအခုဘယ်လိုဟိုသတင်းစကားပါခြင်းလဲပေါ့ အဲ့ဒီကျွန်တော်နဲ့ဒီလိုက်ပါရင်အကောင်းဆုံး ကိုနဲ့ဒီလိုက်ပါနေတော့အဲ့တော့ဒီပေါ့နော်စကမကကျွန်တော်တို့ပြည်သူအတွက်ကိုသူတို့ကလုံနေတာလားဒါမှမဟုတ်သူတို့ရဲ့ကိုကျိုးစီးပွားအတွက်သူတို့ကအာဏာအတွက်ကိုရည်မှုပြီးတော့သူတို့ဒါလုံနေတာလားပေါ့အဲ့ဒီချက်တော့ အဓိကချက်ကတော့ဒီလိုအတွက်ပါ သူတို့တက်ပဲဒီလိုလုပ်တာပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တွေကပေါ့နော်ဘာပဲပြောကျွန်တော်ဒီစနစ်ကြီးကိုမကြိုက်လို့ဒီမူတွေစနစ်တွေမကြိုက်လို့နော်ဥပဒေမဲ့လုပ်ရက်တွေမကြိုက်လို့ကျွန်တော်ကဒါစနစ်ကိုပြောင်းနေကြတာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒေါ်လာအင်အားစုကနော်ဘာပဲပြောဒီကျွန်တော်တို့ဒီအာဏာသိမ်းခံလိုက်ရမှာပြည်သူ့ရဲ့ဆန္ဒကိုတွေးဖဲပြီးတော့ကျွန်တော်မတရားအာဏာသိမ်းလိုက်တဲ့ပုံမှာကျွန်တော်ကဒါတိုင်းလက်နက်ကင်ရတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့နူးညံ့တော့တောင်းဆိုခဲ့ရတယ်ကျွန်တော်တို့ပြည်သူ့ဆိုရအောင်ကျွန်တော်ပြန်တင်ဖို့ကျွန်တော်တို့ပြင်မြောက်ထားတဲ့ဆိုရပြန်ပေးဖို့ဆိုပြီးတော့ကျွန်တော်တို့ပြည်သူ့အာဏာပြည်သူ့ပြန်ပေးဖို့ကျွန်တော်တို့နူးညံ့စွာကျွန်တော်တို့ဆန္ဒခံယူခဲ့ကြတယ်နောက်ဆုံးကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ဆန္ဒခံယူခဲ့ကြတယ်အဲ့ဒီအခါခမသူတို့ကရဲရဲဆက်ဆက်နှင်းတက်ခဲ့တာကိုကျွန်တော်တို့ဘလို့မှမခံမရနိုင်ဖြစ်ပြီးတော့ကျွန်တော်လဲနေပြီးအောင်မြင်းဆောင်မကြံကျွန်တော်တို့ဒီပေါ့နော်အတိုင်းသားအများကြီးရောအားလုံးတနိုင်ငံလုံးမှာရှိတဲ့နော်ပြည်သူတွေကနေပြီးတော့ထပြီးတော့ကျွန်တော်ကလက်နက်ဆွဲကန်ပြီးတော့တိုက်ပွဲဝင်သွားကြတာဖြစ်ပေါ့အဲ့တော့ကျွန်တော်တို့သွားနေတဲ့လမ်းစဉ်ကပြည်သူဟာအမိပြည်သူဟာဖဖြစ်တယ်သူတို့သွားနေတာကတက်မော်တော်သားလည်းအမိတက်မော်တော်သားလည်းဖဖြစ်တယ်ကျွန်တော်တို့ကတော့ဘယ်နေ့ဘယ်ချိန်ဘယ်ကာလပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတိုက်ပွဲဝင်နေတဲ့ကာလပဲဖြစ်ဖြစ်နော်ကျွန်တော်တို့တော်လိုင်းပြီးဆုံးလို့ဟုတ်နော်အလွန်ကာလမှာဖြစ်ဖြစ်ကျွန်တော်တို့တက်မတော်တွေကနော်ပြည်သူသားတွေပဲဖြစ်ရမယ်ပေါ့နော်ပြည်သူသားလည်းအမိပြည်သူသားဖပဲကျွန်တော်တို့သဘောထားသွားတယ်အဲ့တော့ကျွန်တော်တို့ဒီတော်လိုင်းရေးကိုလည်းကျွန်တော်တို့ဒီဇိုင်းမမနော်ပြည်သူထောက်ခံမှုမရောအောင်လည်းပြည်သူဗဟိုပြုပြီးတော့သွားတာရှိတယ်ကျွန်တော်တို့တော်လိုင်းအရာသူဘက်ကပြည်သူတွေအရင်ကိုဘို့တို့အနေနဲ့ပြီးရှို့တာတွေ့ဘူးလားတော်လိုင်းအရာသူဘက်ကကျွန်တော်တို့ဟုတ်ကဲ့မရှိဘူးနော်ဟုတ်ပြီကျွန်တော်တို့တော်လိုင်းအရာသူဘက်ကပြည်သူတွေကိုမရင်းကျင်တာတွေ့ဘူးလားမတွေ့ဘူးอ่ะ အဲ့တော့ဒီစကမဘက်ကပြည်သူတွေအရင်မီးရှို့တာတွေ့ဘူးလားတွေ့ဘူးတယ်နော်ကျွန်တော်တို့ဘက်ကကျွန်တော်တော်လိုင်းအရာသူထောက်ခံတဲ့မျိုးသမီးလေးမိသွားတာကိုမရင်းကျင်တာတွေ့ဘူးလား အဲ့လိုမတည်သေးဘူးကျွန်တော်အခုမှ အခုမှဝင်လာတာမဟုတ်ဘူးဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကနော်ဘယ်လိုနည်းနဲ့မှကျွန်တော်တို့ရဲ့လိုရက်တွေလက်ခံနိုင်ဝယ်ရမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကကဘာသိအောင်ပေါ့နော်ကဘာလုံးသိအောင်အခုတို့အနေနဲ့နော်ကျွန်တော်တို့ဒေါ်လာရေးသင်အားစုရဲ့တွားနေတဲ့လမ်းစဉ်တွေကဘယ်လိုပုံဖော်သွားနေလဲကျွန်တော်ပြည်သူဗဟိုပြုသွားနေတယ်ဆိုတာလည်းပဲအခုတို့အားလုံးသိဖို့လိုသလိုအခုအနေနဲ့လည်းပဲလက်ဆင့်ကမ်းပေါ့နော်ကျန်တဲ့ပါစာတွေရောဒီပေါ့နော်စကမဘက်မှာလိုက်နေတဲ့ဗတ်တော်သားတွေရောကျွန်တော်တို့ဘက်ကိုကူးပြောင်းပြီးတော့ပြည်သူရင်ဝင်ခိုးလို့အခုအနေနဲ့တိုက်တွန်းခြင်းတဲ့စကားများရှိပါတယ်တိုက်တွန်းခြင်းတဲ့ဟုတ်ကဲ့အဲ့တော့ဘာလို့ပြောကျွန်တော်တို့လက်ကမ်းကြိုးဆိုပါလဲနော်လက်ကမ်းကြိုးဆိုတယ်ကျွန်တော်တို့ဒီစ
ကမကိုလည်းပဲကျွန်တော်တို့နဲ့အတူတူအခုတိုက်ပွဲဝင်သွားဖို့ဆုံးဖြတ်ချက်ချပြီးသားဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်ဝင်ကြီးနဲ့ဆက်သွယ်တွေရှိရင်လည်းပဲဘိုးကနေတစ်ဆင့်ပေါ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေကိုကိုလိုဖို့ဟိုတိုက်တော့ပြင်ပါဟုတ်ကဲ့ဒီလိုလည်းပြင်ပါနော်